ညီကြီးဆိုတာလူသားတွေခြေချဖို့အင်ယာတိဆောက်ဖို့မိခိုနေထိုင်ဖို့တတ်ပဲလို့သင်ထင်ပါသလားမြမယိုရပရလောကအယူဆတွေမှာတော့ညီကြီးတိုင်းဟာလူတွေနေထိုင်ဖို့မသင့်တော်ပါဘူးတာမန်တရေချောက်တဲ့အိမ်ဆိုတာဝိညာဉ်တစ်ခုတည်းကဒုက္ခပေးတာမျိုးဖြစ်ပေမဲ့ဖုံးဆိုးမြေဆိုတာကတော့မြေကြီးကိုယ်တိုင်ကကျင်းစာတင့်နေပြီးနာနာဘာဝတွေမြေဘလူးတွေကြီးစိုးနေတဲ့နေရာမျိုးဖြစ်ပါတယ်ဒီလိုဇာတာကောင်းတဲ့သူပဲဖြစ်ဖြစ်ဒီမြေပေါ်မှာအိမ်ဆောက်ပြီးနေထိုင်မိပြီဆိုရင်ဘဝပြတ်တဲ့အထိအဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရတတ်ပါတယ်ဒီလိုကျင်းစာတင့်ဖုံးဆိုးမြေတွေဘယ်လိုဖြစ်လာသလဲအများအားဖြင့်ရှေးရခင်ကအစုလိုက်အပြုံလိုက်တည်ဆုံးခဲ့တဲ့စစ်တလင်းတွေတည်ရန်ပြီးခဲ့တဲ့ကွက်မြက်ရနေရာတွေဒါမှမဟုတ်အောင်လန်းပညာတွေကမကောင်းဆိုးဝါးတွေကိုအစွမ်းကုန်ချုပ်နှောင်ပြီးအသေးမြုပ်နှံခဲ့တဲ့နေရာတွေဟာအချိန်ကြာလာတဲ့အခါဖုံးဆိုးမြေတွေဖြစ်လာတတ်ပါတယ်အဲ့ဒီမြေကြီးတွေဟာလူတွေရဲ့တောကနာကျင်မှုနဲ့အမင်္ဂလာတွေကိုနှစ်ပေါင်းများစွာစုပ်ယူထားပြီးအလင်းရောင်နဲ့ကင်းကွာကအမှောင်ဘက်ကိုရောက်သွားတဲ့အပေခံမြေတစ်ခုဖြစ်လာပါတော့တယ်ဒီလိုနေရာမျိုးမှာအိမ်ဆောက်မိပြီဆိုရင်တတိထားစရာရှေးပြင်းနမိတ်တွေစတင်ပြသလာပါတယ်ပထမဆုံးအနေနဲ့အိမ်မွေးတရိษံတွေဖြစ်တဲ့ခွေးတွေကြောင်တွေအဲ့ဒီမြေပေါ်မှာလုံးဝမနေရကြပါဘူးညဘက်ရောက်တိုင်းအချောင်းမဲ့ထိုးအောင်လားခြံတောင်းတွေကိုကြည့်ပြီးကြောက်လန့်တကြားပူရာတွေလှုပ်တတ်ပါတယ်နောက်တစ်ချက်ကတော့စိုက်ထားတဲ့အပင်တွေပါဘလောက်ပဲမြေဩသာကျွေးကျွေးရေလောင်းလောင်းအပင်တွေဟာကြောက်တွေ့တည်ဆုံးသွားတတ်ပြီးအစိတ်ရှိတဲ့အပင်တွေခြုံရွယ်ပိတ်ပေါင်းတွေနဲ့စူးပင်တွေသာအလိုလျောက်ထူထပ်စွာရှင်သန်ကြီးထွားလာတတ်ပါတယ်အဆိုးဆုံးကတော့အဲ့ဒီမြေပေါ်မှာနေထိုင်တဲ့လူသားတွေရဲ့နေ့စဉ်ဘဝပြောင်းလဲလာတာပါပဲဖုံးဆိုးမြေတွေဟာလူတွေရဲ့စိတ်ဓာတ်နဲ့ကိုယ်ရောင်ကိုယ်ဝါကိုတဖြည်းဖြည်းချင်းဝါမြူပါတယ်မိသားစုဝင်တွေကြားမှာတာယာမှုမရှိတော့ပဲအကြောင်းမဲ့စကားများရန်ဖြစ်လာတတ်ကြပါတယ်စီးပွားရေးတွေဟာလည်းနေချင်းညချင်းဆိုသလိုတခုံထိုးကြာဆင်းလာပါတယ်ညဘက်တွေမှာဆိုရင်အိမ်အောက်ကနေထူးဆန်းတဲ့ပကတ်တန်တွေကြားရတာအိမ်ကောင်ဘိုးမော်မှာသေးတွေခဲတွေနဲ့အပြစ်ခံရတာမျိုးတွေဟာပုံမှန်လိုဖြစ်လာတတ်ပါတော့တယ်ရက်တွေကြာလာတာနဲ့အမျှခြောက်လန့်မှုတွေကအသက်ရှူမှားလောက်အောင်ပြင်းထန်လာပါတယ်ညအိမ်နေချိန်တွေမှာကိုယ့်ရဲ့ကရင်ဘေးမှာအရင်မဲကြီးတွေရက်ကြည့်နေတာရင်ဘက်ကိုလာဖိထားလို့အသက်ရှူမဝပဲလူးလိမ့်နေရတာမျိုးတွေဟာနေ့စဉ်ရက်ဆက်ဖြစ်လာပါတယ်တချို့ဖုံးဆိုးမြေတွေမှာဆိုရင်မြေအောက်ကနေညီးညူတန်တွေသွားကြည့်တန်တွေနဲ့ငိုကြွေးတန်တွေကိုအတိုင်းသားကြားရတတ်ပါတယ်ဒါဟာအဲ့ဒီမြေကြီးမှာကျက်စားနေတဲ့မြေဘလူးတွေနဲ့မကောင်းဆိုးဝါးတွေကသူတို့ရဲ့နေမြေထဲဝင်လာတဲ့လူသားတွေကိုမောင်းထုတ်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်ဒီလိုအခြေအနေထိရောက်လာတာတော့အချိန်မီမပြောင်းရွှေ့နိုင်ဘူးဆိုရင်အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိဆိုးရွားလာပါတော့တယ်အိမ်သားတွေကတယောက်ယောက်ကပြင်းထန်တဲ့ယောဂဝေဒနာခံစားရပြီးဘလို့စေးပညာနဲ့မှကုသလို့မပြောက်ကင်းနိုင်တော့ပါဘူးတချို့ဆိုရင်ရိုးသွတ်သွားတာစိတ်ကြောင်ကြမ်းဖြစ်ပြီးကိုအဆုံးစီရင်သွားတာမျိုးတွေအထိအဖြစ်ဆိုးတွေကြုံတွေ့ရတတ်ပါတယ်ဖုံးဆိုးမြေမှာကြီးစိုးနေတဲ့နာနာဘာဝတွေဟာအလွန်အစွမ်းထက်တဲ့အတွက်တာမန်အထက်လန်းစရာတွေပရိရွတ်တာအစီရင်လုံတာတွေနဲ့အလွယ်တကူနှင်ထုတ်လို့မရနိုင်ပါဘူးဖုံးဆိုးမြေကနေလွတ်မြောက်ဖို့တခုတည်းသောနည်းလမ်းကတော့ပိုင်ဆိုင်မှုအရာအလုံးကိုစွန့်လွတ်ပြီးအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ပြေးဖို့ပါပဲဒါကြောင့်လေလူကြီးတွေကအင်ချန်မြေဝယ်တော့မယ်ဆိုရင်နေရာရဲ့သမိုင်းကြောင်းကိုအရင်စုံစမ်းခိုင်းတတ်ကြပါတယ်ဈေးရန်တန်လုံးတဲ့မြေနေရာတွေအလွန်အမင်းလူသူကင်းမဲ့ပြီး၆တွေ့ရဲ့
နေရာတွေဆိုရင်အထူးသတိထားသင့်ပါတယ်တင်တို့ရောကိုနေ့စဉ်အိပ်ဆက်နေတိုင်းနဲ့မြေကြီးရဲ့အတိတ်ရာဇဝင်ကိုတေချာတိကျရဲ့လားညဘက်တွေအိမ်အောက်ကနေထူးဆန်းတဲ့အတန်တွေကြားနေရပြီဆိုရင်တော့အမြန်ဆုံးပြောင်းရွှေ့လိုက်ကြဖို့အကောင်းဆုံးအကြံပေးခြင်းပါတယ်အားလုံးပဲကောင်းသောညပါဘေးရန်တွေကင်းရှင်းကြပါ